ဒါမင်းတယောက်တည်းပါစဉ်းစားရအောင် တော်လိုင်းရေးအကြောင်းပါကွာတော်လိုင်းရဲ့လှုပ်ရှင်တဲ့လူကိုယ်တိုင်ကလည်းပါဝင်လို့မရသေးတဲ့လူတွေအတွက်စဉ်းစားထားတာတခုတော့ရှိတယ် ကောင်းလိုက်တာဒါဘာစီစဉ်လဲပြောပါ ထောက်ဖို့မှပါအစီအစဉ်လေးတိုင်းဒီအစီအစဉ်အခုမှစားရဲ့အစီအစဉ်တော့မဟုတ်အဲအကြောင်းပြောရမယ်ဆိုရင်တော့ဒီနေ့ဒီချိန်ထိမှပါဝင်ထားတဲ့ငါတို့ရဲ့ရေဘော်ရေပက်ကိုအရင်ဆုံးကျေးဇူးတင်ရမယ်လို့ထင်တယ်ဒီခေါက်မှပါခေါ်ယူတဲ့စီစဉ်ကြရင်မှပါဝင်အဟောင်းတွေလည်းပြန်ပါဝင်စီရှင်ကွာပြီးတော့မပါဝင်ရတည်တဲ့ဗေဒေတာမဆိုပါတော်လန်ရှင်စိတ်အပြည့်ရှိရင်တော့ဒီမှပါဝင်အစ်စ်ခေါ်တဲ့စီစဉ်မှာထပ်ပြီးတော့ပါဝင်စီရှင်ကွာ မမဝင်တာရတယ် တော်လန်ရှင်တော့မပါဝင်ကြလေငေါနဲ့တူတူတော်လန်နေကြတာပေါ့ပြီးရင်ငါတို့ဒီတော်လန်ရေးမှာပါဝင်ပြီးတဲ့အတွက်ထောက်ဖို့မှပါကလည်းထုတ်ပေးအောင်ပါ အမေစကားကြီးကောင်းနေကြပါလား ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ဒီထောက်ဖို့မပါကိစ္စလေးပြောနေကြတာ ကောင်းတယ်ဒါနဲ့မဘာနဲ့ပတ်သက်ပြီးတော့မှရသစင်းရှိရဆို ဟုတ်တယ်အမမမကြီးကတော့တလောက်ကို2000ကျပ်နေစပြီးတော့ပါဝင်လို့ရတယ်2000ဆိုရင်တော့တက်တာဆင့်ပေါ့ ဒါနဲ့တခြားရောပါစင်းရှိသေးတယ် အခြားကတော့3000ဆိုရင်တက်ချက်4000ဆိုရင်တော့တက်ချက်ကြီးပေါ့9000နေတက်တဲ့အောက်ဆိုရင်တော့ပိုလေးတက်တဲ့ကနေ3တဲ့အောက်ဆိုရင်တော့ပိုကြီးပေါ့3တဲ့အထက်ဆိုရင်တော့ပိုမူကြီးပေါ့ ဒါနဲ့ဆရာဒီစီစဉ်ကလေတော်လည်းမှာဘလောက်ထိကျူရှိလေပြောမှပေါ့နော်ဒီမန်ပါဟောင်းနေရောအထီရောဒီမန်ပါပြေးလေတီအောင်ရှင်းပြပေးပါလား ဒီစီစဉ်ကလေငါတို့တိုက်ရတဲ့တိတ်ကိုအကျိုးရှိတဲ့စီစဉ်ဖြစ်တယ်ငါတို့ရဲ့တိုက်ရလို့အချက်တွေအများကြီးဖြစ်စီပေးနိုင်တဲ့ပုံကြီးပေးနိုင်တဲ့စီစဉ်ဖြစ်တယ်ဒါကြောင့်မလို့ဒီထောက်ဖို့မဘာခေါ်ချစ်စီစဉ်ကငါတို့ရှစ်ဆက်ပြီးတော့တွန်းနိုင်ဖို့ငါတို့အများကြီးအထောက်ဖြစ်စေတယ်နောက်ပြီးတော့ဒီမဘာထဲကနေငါတို့ရရှိလာတဲ့အလုံးတွေအကုန်လုံးကငါတို့ဒီတိုက်ရမှလို့အားအနေနဲ့ကြီးစံတွေရိတ်ခါတွေအပြီးစေဝါပစ္စည်းတွေနောက်ပြီးရေပေါ်တွေရဲ့လိုအပ်ချက်တွေငါတို့အကုန်လုံးပစ္စည်းပေးနိုင်တယ်တကယ်အထောက်အကူပြုတဲ့အချိန်စစ်စစ်လေးတစ်ခုဖြစ်တယ်နောက်ပြီးတော့လေဒီဒေတာတီတိုင်းမှာရှိတဲ့ဒီတော်လာရေးကိုစိတ်ဝင်စားတဲ့သူတွေငါတို့ကိုအကူအညီပေးဖို့စိတ်ဝင်စားပေးဖို့အားပေးဖို့လည်းလိုအပ်တယ် ဒီထောက်ဖို့မှာပါအစီအစဉ်ကကျွန်တော်တို့တော်လန်ရေးခရီးလမ်းအတွက်အများကြီးထောက်ကူပြုစေပါတယ်အဲ့အတွက်အားလုံးတူတူပါဝင်ပေးကြဖို့ဖိတ်ခေါ်ရှင်ပါတယ်အားလုံးတူတူကြိုးစားကြရအောင်ဗျ